2026 ခုနှစ်ဖေဖော်ဝါရီလ28ရက်နေ့ဟာအီရန်နိုင်ငံအတွက်ဘလို့နေမျိုးဖြစ်မလဲဆိုတာစဉ်းစားကြည့်အောင်ဗျ။ဒီနေ့မှာအီရန်ဟာခေါင်းဆောင်တဦးတည်းကိုဆုံးရှုံးခဲ့တာမဟုတ်ပါဘူး။သမ္မတလွှတ်တော်တရားရုံးတွေနဲ့မဲပုံးကိုပါတပြိုင်တည်းအုပ်စိုးထားတဲ့သူကိုဆုံးရှုံးခဲ့ရတာပါ။နိုင်ငံတစ်ခုရဲ့အသက်သွေးကြောလို့ဖြစ်နေတဲ့အရာရာကိုချုပ်ကင်ထားတဲ့ခေါင်းဆောင်တယောက်ရုတ်တရက်ပျောက်ကွယ်သွားရင်အဲ့ဒီနိုင်ငံရဲ့အနာဂတ်ကဘာဖြစ်သွားမလဲဆိုတာစိတ်ဝင်စားစရာပဲပေါ့နော်။သူကတော့အယာတိုလာအာလီခါမီနီပါပဲ။သူဟာနိုင်ငံတော်အကြီးအကဲမြတ်သာမဟုတ်ပါဘူးဗျာ။အစ္စလာမစ်သမ္မတနိုင်ငံမှာအမြင့်ဆုံးအာဏာရှိသူနိုင်ငံတော်ရဲ့လမ်းညွှန်မှုပေးတဲ့အကြီးအကဲဖြစ်ပါတယ်။ဒီတော့သူဆိုတာဘာတူလဲ။စနစ်တစ်ခုလုံးနဲ့တသားတည်းဖြစ်နေတဲ့သူပျောက်သွားတဲ့အခါဘာရီဆက်ဖြစ်လာမလဲဆိုတာဒီနေ့ခမည်းတော်နဲ့အတူလေ့လာကြည့်ကြရအောင်ဗျာခါမေနီကိုနားလည်ဖို့ဆိုရင်သူ့ကိုဖန်တီးပေးခဲ့တဲ့တော်လန်ရေးနဲ့သူဆယ်စုနှစ်များစွာပုံဖော်ခဲ့တဲ့အဆောက်အဦကိုအရင်ဆုံးနားလည်ဖို့လိုတယ်ဗျ1939ခုနှစ်မှာရှီအာအစ္စလာမ်ရဲ့အညွတ်တန့်ဆုံးမြို့ဖြစ်တဲ့မက်ရှ်ဟက်မှာဘာသာရေးမိသားစုကနေမွေးဖွားခဲ့တဲ့ခါမေနီဟာဘရင်စနစ်ရှားလက်ထက်မှာကြီးပြင်းခဲ့ရတာပါအဲ့ဒီတုန်းကအီရန်ကိုအုပ်ချုပ်နေတဲ့ရှားဘရင်ဟာအနောက်နိုင်ငံတွေနဲ့နီးနီးကပ်ကပ်ချိတ်ဆက်ပြီးနိုင်ငံကိုတိုးတက်အောင်လုပ်ဖို့စိတ်ပိုင်းဖြတ်ထားသူပေါ့နော်ဒီလိုအခြေအနေမှာကြီးပြင်းလာတဲ့ခါမီနီဟာအီရန်ရဲ့ကံကြမ္မာကိုအနောက်တိုင်းအစိုးရတွေနဲ့သူတို့ရဲ့ရုပ်သေးယူလို့ယူဆရတဲ့ဘရင်တွေကပဲဆုံးဖြတ်နေတဲ့ဆိုတဲ့ခိုင်မာတဲ့ယုံကြည်ချက်ရှိလာခဲ့ပါတယ်1960နဲ့90ခုနှစ်တွေမှာတော့ခါမီနီဟာရှားဘရင်ကိုစန့်ကျင်တဲ့မြေအောက်အတိုက်ခံလှုပ်ရှားမှုတွေမှာပါဝင်လာခဲ့တယ်ဗျအဖမ်းခံရတာထောင်ကျတာပြည်နှင်းတန်ခံရတာတွေကိုလည်းထပ်ခါတလေကျုံခဲ့ရတာပေါ့နော်1989ခုနှစ်မှာတော့စန္ဒပြမှုတွေဟာတော်လန်ရေးအဖြစ်ပြောင်းလဲသွားပြီးရှားဘရင်ကိုဖြုတ်ချနိုင်ခဲ့ပါတယ်ဒီတော်လန်ရေးကိုဥဆောင်ခဲ့တာကတော့ပြည်နှင်းတန်ခံဘာသာရေးပုဂ္ဂိုလ်အယာတိုလာခိုမိန်နီပါပဲသူဟာနိုင်ငံတစ်ဖြစ်တဲ့အစ္စလာမစ်သမ္မတနိုင်ငံအီရန်ရဲ့တီးထောင်မှုဖြစ်အိမ်ပြန်လာခဲ့တာပေါ့နော်အဲ့ဒီအချိန်တုန်းကအလီခါမေနီဟာရှေ့တန်းကမျက်နှာစာမဟုတ်သေးပါဘူးဗျဒါပေမဲ့သူဟာခိုမီနီရဲ့အတွင်းဆက်ဝိုင်းမှာပါဝင်ခဲ့ပြီးတော်လန်ရေးကောင်စီတွေကနေတဆင့်ကွန်ရက်တွေတီးဆက်ခဲ့သူပါအာနာသိမ့်မှုတွေနဲ့ပြိုင်ဘက်တွေရန်ကနေအစိုးရတစ်ကိုကာကွယ်မဲ့လုံခြုံရေးရန်တရားကိုပုံဖော်ရမှာကိုညီခဲ့တဲ့တင်ယူသူတဦးလို့လည်းဆိုနိုင်ပါတယ်ဗျဒါဟာသူ့ကိုနားလဲဖို့တော့ချက်ပါပဲခါမီနီရဲ့နိုင်ငံရေးဟာတော်လန်ရေးဆိုတာဘယ်တော့မှမပြီးဆုံးဘူးဒါကိုထာဝရကာကွယ်ရမယ်ဆိုတဲ့ယုံကြည်ချက်ပေါ်မှာအခြေခံထားတာပေါ့နော်1980ခုနှစ်မိန့်ခွန်းတစ်ခုပြောနေတော့တစ်အတန်ဖွမ်းဆက်ထဲမှာဝှဲ့ထားတဲ့ဘုံတစ်လုံးပောက်ကွဲခဲ့ပါတယ်သူကန်ကောင်းထောင်မဆိုအသက်ရှင်ကြံရည်ခဲ့ပြီးမြင်သူ့ရဲ့ညာဘက်လက်ကတော့ရာသက်ပန်မတမ်းမစွမ်းဖင်သွားခဲ့ရတယ်ဗျဒါပေမဲ့အဲ့ဒီဖြစ်ရကသူ့ကိုအသက်ရှင်ကြံရည်တဲ့တော်လန်ရေးသမားဆိုတဲ့ပုံရိပ်ကိုပိုပြီးခိုင်မာစေခဲ့တာပေါ့အဲ့ဒီညစ်ပါပဲအီရန်အီရတ်စစ်ပွဲစတင်ခဲ့ပြီးတနစ်အကြာမှာခါမီနီဟာသမ္မတဖြစ်လာခဲ့ပါတယ်ရှစ်နှစ်ကြာတဲ့ဒီစစ်ပွဲကသမ္မတနိုင်ငံမှာအနာရွတ်တွေအများကြီးခြံထားခဲ့ပါတယ်အီရန်ဟာတယောက်တည်းရပ်တည်နေတာဟာသူများစီမိကိုနေတာတဲ့ပိုးလုံးကျုံတဲ့ဆိုတဲ့ယုံကြည်ချက်ကိုခိုင်မာစေခဲ့တာပေါ့နော်အဲ့ဒီစစ်ပွဲကနေသူတင်ယူလိုက်တာကတော့အီရန်ဟာတယောက်တည်းရပ်တည်ရမယ်ဘယ်သူမှမယုံရဘူးဆိုတဲ့သင်ခန်းစာပါပဲဗျဒါပေမဲ့သမ္မတဖြစ်နေတဲ့အချိန်မှာတောင်ခါမီနီဟာအာဏာရဲ့ဗဟိုချက်မဟုတ်သေးပါဘူးဗျအီရန်မှာသမ္မတကစီမံခန့်ခွဲသူဆိုရင်နိုင်ငံတော်လမ်းညွှန်မှုပေးတဲ့အကြီးအကဲ Supreme Leader ကသာလမ်းကြောင်းကိုသတ်မှတ်သူဖြစ်ပါတယ်ဗျ1989ခုနှစ်ခိုမီနီကွယ်လွန်တဲ့အခါအီရန်မှာစက္ကန့်မှုအကျက်သေးဖြစ်လာပါတော့တယ်ဖွဲ့စည်းပုံအရာနိုင်ငံတော်အကြီးအကဲဟာ Grand Ayatollah လို့ခေါ်တဲ့အစင့်မြင့်ဘာသာရေးအာဏာပိုင်ဖြစ်ရမှာပေါ့နော်ဒါပေမဲ့အဲ့ဒီတုန်းကအလီခါမေနီဟာအဲ့ဒီအဆင့်မရှိသေးပါဘူးဗျဒီမှာပဲနိုင်ငံရေးဟာဘာသာရေးထက်တာလွန်နိုင်တယ်ဆိုတာကိုမြင်လိုက်ရတာပါသူ့ကို Supreme Leader အဖြစ်ရွေးချယ်ပြီးတာနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်လိုက်ပါတယ်ဘာသာရေးအဆင့်အသားထက်နိုင်ငံရေးအာဏာကိုမြင့်တင်လိုက်တာပေါ့ပြောရရင်စနစ်ကြီးတစ်လုံးကလူတစ်ယောက်နဲ့ကိုက်ညီအောင်လိုက်လျောညီတွေထိသွားခဲ့တာပါပဲ
ဒါဟာအစ္စလာမစ်တမရနိုင်ငံမှာတရားဝင်မှုဆိုတာအစစ်အသားကြောင့်တင်မဟုတ်ပဲထိန်းချုပ်နိုင်စွမ်းကြောင့်လည်းဖြစ်တယ်ဆိုတာကိုသက်သေပြလိုက်တာပေါ့နော် ခါမနီဟာသူ့အမွေဆက်ခံလိုက်တဲ့အဆောက်အုံကိုနောက်ထပ်ဆဲဇလူလက်3ခုလုံးပြုပြင်ပြောင်းလဲကိုတုံးဆွဲခဲ့ပါတယ်။အီရန်ဟာသမလနိုင်ငံတစ်ခုတည်းမဟုတ်ပဲရွေးကောက်ပွဲစနစ်ပေါ်မှာဘာသာရေးကအထက်လိုက်အုပ်စိုးထားတဲ့နိုင်ငံမျိုးပါဗျာ။ရွေးကောက်ပွဲတွေရှိပြီးမြဲကိုယ်စားလှယ်လောင်းတွေကိုအုတ်ထီရဲကောင်စီကအရင်စစ်ဆေးရပါရဲ့ဗျာ။ဒီကောင်စီကိုလည်းခါမီနီကပဲဓာတ်ရိုက်နဲ့တဝိုက်ပြီးထိန်းချုပ်ထားတာပေါ့။အရာအလုံးရဲ့အထက်မှာရှိနေတာကတော့နိုင်ငံတော်အကြီးအကဲ Supreme Leader ပါပဲ။သူဟာစစ်ဦးစီးချုပ်လည်းဖြစ်တယ်။တရားစီရင်ရေးအကြီးအကဲကိုလည်းခန့်အပ်တယ်။နိုင်ငံပိုင်မီဒီယာတွေကိုလည်းထိန်းချုပ်ထားတယ်ဗျာ။နိုင်ငံခြားရေးစစ်ပွဲနျူကလ িয়ার ကိစ္စတွေမှာလည်းသူကပဲနောက်ဆုံးဖြတ်သူပါပဲ။စနစ်တစ်ခုလုံးကအစိတ်ပိုင်းတွေကွဲညှိတယ်လို့ထင်ရပေမဲ့လမ်းကြောင်းအားလုံးကတော့အပေါ်ကိုပဲဥတည်နေတာပါဗျာ။ ဒီအာဏာနဲ့အပြိုင်လုံခြုံရေးရန်တရားကလည်းအားကောင်းလာတယ်ဗျာအစ္စလာမစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC ဆိုရင်သူ့လက်ထက်မှာစီးပွားရေးနဲ့နိုင်ငံရေးအင်အားစုကြီးထစ်လာခဲ့ပါတယ်ပြည်တွင်းဆန္ဒပြမှုတွေကိုနှိမ်နင်းဖို့အတွက်ဘာစစ်တပ်ဖွဲ့ကိုလည်းအားကိုးခဲ့တာပေါ့တမရတွေသာတယောက်ပြီးတယောက်ပြောင်းသွားပြီမြဲအာလီခါမနီကတော့ကြောက်တိုင်ကြီးလိုခိုက်မာရက်တည်နေခဲ့တာပါဗျာပြူပင်ပြောင်းလဲသမားတွေစနစ်ကိုပြောင်းဖို့ကြိုးစားတိုင်းလဲစနစ်ရဲ့ကန့်သက်ချက်တွေနဲ့ပဲရင်ဆိုင်ခဲ့ရပါတယ်2009ခုနှစ်အငင်းဖွားဖွယ်ရွေးကောက်ပွဲအပြီးမှာတော့ Green Movement လှုပ်ရှားမှုတွေဟာလမ်းမတွေပေါ်ကိုရောက်လာတယ်ဗျအဲ့ဒီနောက်ပိုင်းမှာဖြိုးခွင်းမှုကအဆုံးစုံတဲ့အာဏာကိုဘေးမှာရှိလေဆိုတာရှင်းရှင်းလင်းလင်းမြင်စေခဲ့တာပေါ့နော်ဒါပေမဲ့လိုအပ်လာရင်တော့ခါမနီဟာလက်တွေကြကြပြုမှုတတ်တယ်ဗျသူကဒါကိုသူ့ရဲဇန်အလိုက်လျော်ညီထိမှုလို့ခေါ်ပါတယ်2015နျူကလ িয়ার သဘောတူညီချက်ဆိုရင်ဒါရဲ့လှလက်ပေါ့နော်ဒီအယူဝါဒဟာဘက်ဆွန်ပူပေါင်းလှုပ်ဆောင်မှုအစီအစဉ်အတွက်လမ်းခင်းပေးခဲ့တယ်ဗျပိတ်ဆို့အရေးမှုတွေကိုဖြေလျောပေးတာတွေနဲ့လဲလွယ်ပြီးအီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိုယာယီကန့်သက်ခဲ့တာပေါ့အမေရိကန်သမ္မတကတမိုင်းဝင်နားလည်မှုတစ်ခုလိုကြေညာခဲ့ပြီးခါမီနီကလည်းဒီသဘောတူညီချက်ကိုတရားဝင်လက်ခံခဲ့တာပေါ့နော်ဒါပေမဲ့2018မှာအမေရိကန်ကနှုတ်ထွက်သွားတဲ့အခါအနောက်နိုင်ငံတွေကိုမယုံကြည်တဲ့သူ့ရဲ့စိတ်ကပိုပြီးခိုင်မာသွားခဲ့ပြန်ပါတယ်အဲ့ဒီနောက်ပိုင်းနှစ်အနည်းနဲ့ကြာပြီးနောက်တန်တမာရေးကပြန်လည်ရောက်ရှိခဲ့တာပေါ့2025ခုနှစ်မှာဝါရှင်တန်နဲ့တီဟီရန်တို့ကြားတွယ်ဝိုက်တဲ့နျူကလ িয়ার ဆွေးနွေးပွဲတွေပြန်လည်စတင်ခဲ့တယ်ဗျဒါပေမဲ့ဆွေးနွေးပွဲတွေစတင်နေချိန်မှာပဲပဋိပက္ခတွေထပ်ပေါ်လာခဲ့တာပေါ့နော်2025ခုနှစ်ဇွန်လမှာပဲအစ္စရေးကအီရန်ရဲ့နျူကလ িয়ার နဲ့စစ်ရေးအဆောက်အဦတွေပေါ်ကိုဝေဟင်တိုက်ခိုက်မှုကြီးတွေစတင်ခဲ့တာပေါ့နောက်ရက်အနေငယ်အကြာမှာတော့အမေရိကန်ဟာနတန်စ်ဖိုဒေါ်နဲ့အစ္စဖန်ကနေရာတွေကိုဘုံချဲလေရင်တွေနဲ့တိုက်ခိုက်မှုတွေရှိခဲ့တာပေါ့နော်2025ဝန်းကျင်မှာတော့တင်းမာမှုတွေကအထက်အထိရောက်လာခဲ့တယ်ဗျအစ္စရေးနဲ့အမေရိကန်ရဲ့တိုက်ခိုက်မှုတွေကြောင့်စနစ်ရဲ့စစ်ပွဲတွေဖြစ်ပွားခဲ့ပါတယ်ခါမီနီဟာအီရန်ဖင်ပါမှာလည်းခုခံမှုဝင်ရိုးလို့ခေါ်တဲ့ Hezbollah ဟူတီဆာတဲ့အဖွဲ့တွေကိုထောက်ခံအားပေးခဲ့သူပေါ့ပြည်တွင်းမှာတော့လွတ်လပ်ရေးနဲ့တည်ငြိမ်မှုပေးမယ်လို့ကတိပေးထားပေမဲ့ဇီဝရေးပိတ်ဆို့မှုတွေနဲ့ဖိနှိပ်မှုတွေကြောင့်ပြည်သူတွေရဲ့မကျေနပ်မှုတွေကလည်းတစ်နှစ်ထက်တစ်နှစ်ကြီးထွားလာခဲ့ပါတယ်ဗျ2026ခုနှစ်ဖေဖော်ဝါရီ28ရက်မနက်9:40ဝန်းကျင်မှာတော့တီဟီရန်မြို့ပေါ်ကိုဝေဟင်တိုက်ခိုက်မှုတွေရောက်လာခဲ့ပါတယ်ဒီတိုက်ခိုက်မှုမှာအဆင့်မြင့်အရာရှိတွေနဲ့အတူအာယာတိုလာအာလီခါမီနီလည်းကြာဆုံးသွားခဲ့ရတယ်ဗျသူဟာသူအမြဲတမ်းပြောလိရှိတဲ့ထိတ်တိုက်ရင်ဆိုင်မှုအတွင်းမှာပဲအသက်ဆုံးရှုံးခဲ့ရတာပေါ့နော်သူတည်ဆုံးသွားမိနော်ဘာဆက်ဖြစ်တယ်လဲဖွဲ့စည်းပုံရခေါင်းဆောင်တဲ့ယူရမှာပေါ့ဗျာရှေ့ရအကြမှာတော့သူ့ရဲ့သားဖြစ်သူမုရှ်တဘာကိုခေါင်းဆောင်တဲ့အဖြစ်အမည်ပေးလိုက်ကြပါတယ်သူဟာအသက်56နှစ်ရှိပြီဖြစ်ပြီးနောက်ွယ်မှာအင်အားကြီးသူတယောက်ဖြစ်ပေမဲ့လူအများရှေ့မှာတော့တိတ်ထွေလိမရှိဘူးဗျာဒီခတ်အမှုဟာဆက်လက်တည်မဲမှုကိုပဲအချက်ပြနေတာပါပဲ1989တော်လန်ရေးနောက်ပိုင်းပထမဆုံးအကြိမ်အာနာဟာဖခင်ကနေတားစီကိုကူးပြောင်းသွားတာပေါ့နော်ဒါကိုဝေဖန်သူတွေက
မင်းဆက်စနစ်ဖြစ်သွားပြီလို့ပြောကြပြီမယ်ထောက်ခံသူတွေကလောစစ်ပွဲအတွင်းတင်းငင်ဖို့အတွက်ဒီလိုပဲလုံရမယ်လို့ဆိုကြပါတယ်ဗျာအီရန်ရဲ့အနာဂတ်ဟာဘယ်လိုပုံစံနဲ့ဆက်သွားမလဲဆိုတာကတော့စောင့်ကြည့်ရအောင်ပါပဲဘယ်လိုပဲဖြစ်ဖြစ်အလီခါမီနီတိဆောက်ခဲ့တဲ့စနစ်ကြီးကတော့ငကိုတိုင်းရှိနေစေပါပဲသူဟာနှစ်ပေါင်း36နှစ်လုံးဒီစနစ်ရဲ့လေပတ်မှု software လို့ဖိနေကြတာပါအခုသူမရှိတော့ပေမဲ့သူတိဆောက်ခဲ့တဲ့စနစ်ကတော့သူ့ရဲ့ပုံတရံအတိုင်းဆက်ရှိနေအောင်ပါဗျဘာဖြစ်လို့လဲဆိုတော့သူကိုယ်တိုင်ကဒီစနစ်ကိုသူမရှိတဲ့နောက်ပိုင်းမှာတော့ရှင်းတန်နိုင်အောင်ဒီဇိုင်းထုတ်ထားခဲ့လို့ပါပဲအခုကြံခဲ့တဲ့မိခွန်းကတော့ဒီစနစ်ဟာသူ့ကိုတက်ခဲ့တဲ့စစ်ပွဲကိုရောကြော်လွှမ်းနိုင်မလားဆိုတာပါပဲဒါဟာလာမယ့်ကာလမှာကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရမယ့်ကိစ္စပေါ့နော်ကဲမိတ်ဆွေတို့ရေဒီနေ့ကျွန်တော်တို့အတူတူပြန်လည်ကြည့်ခဲ့တဲ့ဇာတ်လမ်းကိုကြိုက်နှစ်သက်တယ်ဆိုရင် like နဲ့ subscribe လုပ်ဖို့မမိပါနဲ့အောင်ဗျာနောက်ထပ်စိတ်ဝင်စားစရာဇာတ်လမ်းတွေနဲ့ပြန်လည်ဆုံတွေ့ကြတာပေါ့အားလုံးပဲအဆင်ပြေကြပါစေဗျာ